တော်ကြောင့်တွေ့ဆုံခွင့်ရတယ်အရင်ဝမ်းသာပါတယ်ပထမဆုံးကတော့တချင်းမဆိုခင်မှာအနေငယ်တည်ုံမလာခင်အနည်းဆက်ဆုံးအကြောင်းအရာလေးတစ်ခုကိုသက်သေခံချင်ပါတယ်ကိမမြန်မာပြည်ကနေပြီးမှဒီမလေးရှားမှာလာရောက်ပြီးမှဒါ concept ပေါ့နော်အဓိက main concept CNF ကနေပြီးမှပြုလုပ်ချင်ပါတဲ့ concept အတွက်ကိုဖိတ်ကြားခြင်းခံရတဲ့ဖုန်းဝင်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာအစကဘောနော်အဲ့ဖုန်းလက်ခံတဲ့အချိန်မှာစိတ်ထဲမှာဝေခွဲမရလက်နှစ်ခွာဖြစ်ခဲ့တယ်ဘယ်လိုလဲဆိုတော့တစ်ဖက်ကလည်းသွားချင်တယ်တစ်ဖက်ကလည်းမသွားချင်ဘူးဘာလို့မသွားချင်လဲဆိုတော့ဒီရှိမှာဘောနော်လူတွေကအမျိုးမျိုးပြောကြတယ်မလေးရှားအကြောင်းကိုကဲအမျိုးမျိုးပြောကြတယ်ကောင်းတာလည်းပြောကြတယ်မကောင်းတာလည်းပြောကြတယ်ပေါ့နော်ဒါပေမဲ့လူတွေဆိုတာကတော့လူပဲပေါ့နော်ဆိုတော့အမျိုးမျိုးပြောကြတယ်ကဲအမျိုးမျိုးစိတ်ဒုက္ခပေးကြတယ်ဒါပေမဲ့ဆူတောင်းတဲ့ကိန်းမှာဒါကိန်းမှာမလေးရှားကလည်းပထမအဆုံးအချိန်အရန်သွားရှင်တယ်ဒါလူတွေဘယ်လောက်ပဲပြောကိုယ်တိုင်တွေ့မှပဲကိုယ်တိုင်ကြုံမှပဲသိမှာလေဆိုတော့ကိန်းမှာသွားကြည့်ချင်တယ်နာနုနဲ့တိုင်မင်းနဲ့နောက်လက်ခံဖြစ်တယ်လက်ခံပြီးတော့မှလူတွေဘယ်လောက်ပဲသွားခံနေထီကိန်းမှာကိုစိတ်ဒုက္ခဘယ်လောက်ပေးပေါ့နော်ကိန်းမှာဒီရောက်လာတဲ့ခါမှာဘာအရင်ဆုံးမြင်လဲဆိုတော့အရန် view ဆိုင်ကြတယ် and then ပြီးတော့သူတို့ပြောတာနဲ့လုံးဝတခြားစီဒါကျေးဇူးတော်ကြောင့်ပေါ့နော်ဒါအရန်ကျေးဇူးတော်ခံစားရတယ်နောက်ပြီးတော့ဒီ concept ကိန်းမှာကျင်းပတဲ့ချိန်မှာလည်းဘာပြဿနာမှလည်းမဖြစ်ဘူးဒါဘုရားကျေးဇူးတော်ကြောင့်အစီအပြေချောင်းမွေးစွာနဲ့ပြီးသွားတယ်ပေါ့နော်ဆိုတော့အရန်ကိုစိတ်ထဲမှာကြည်နူးမိတယ်နောက်ပြီးတော့ concept ပြီးသွားတဲ့အချိန်မှာလည်းဒါမပြီးသေးဘူးကေတို့အမျိုးမျိုးအခက်အခဲတွေအများကြီးရှိတယ် meeting တွေလည်းခဏထိုင်တယ်လူကြီးတွေနဲ့ပေါ့နော်ကဲတော့အရင်ပြင်မှန်းပြီးစမလုပ်နိုင်တော့ထင်တယ်ဆိုတော့ကဲတော့ meeting တွေထိုင်ကြတယ်ဒါပေမဲ့လည်းဖေကဘယ်လိုလဲမသိဘူးကိမနီစိတ်ကိုလှုပ်ကန်တယ်ပေါ့နော်ပြင်မှန်းနေသမျှအရာတွေအားလုံးကလည်းကိုတော့တခါတည်းနဲ့ယူသွားလိုက်တယ်လို့ပဲစိတ်ထဲမှာအယမ်းကိုပျော်ရွှင်လာတယ်နောက်ပြီးတော့ဒီအရာအတွက်ကိုခွန်အားတွေအများကြီးရလာတယ်ပေါ့နော်ဆိုတော့ဒါလေးကကိုတွေးဖြစ်တဲ့ကြောင့်မလို့ဒီနေ့မှဒါလေးကိုတက်တည်ခင်ချင်ပါတယ်လို့